လူငယ်လေးတစ်ယောက်ဖန်သားပြင်ပေါ်ကပုံဒီကသူ့အလိုလိုယူရှားနေတာကိုရုတ်တရက်တတိထားမိသွားတယ်။တီချင်စိတ်တွေတအားပြင်းပြလာတော့မနေနိုင်ပဲလှမ်းထီကြည့်လိုက်တယ်။နောက်တစ်စက္ကန့်မှာသူ့လက်ကဖန်သားပြင်ထဲတန်းတီဖောက်ဝင်သွားပါလေရော။အဲ့ဒီအချိန်မှာပဲဖန်သားပြင်ထဲကနေလက်စစ်တပ်တစ်ခုကပန်းထွက်လာတာကြောင့်သူလန့်ပြီးလက်တော့ချက်ချင်းပြန်ဆွဲထုတ်လိုက်ရတယ်။အဲ့ဒါနဲ့သူကကစားစရာကားလေးကစီးထုတ်ပြီးဖန်သားပြင်ရှိမှချထားပြီးစမ်းကြည့်လိုက်တယ်။မထင်ထားပဲကားလေးကကွန်ပျူတာထဲကိုချက်ချင်းစုပ်ယူခံလိုက်ရပါတယ်။နောက်ထပ်ကားတစ်စီးထပ်စမ်းကြည့်တော့လေဘာမှမကြမ်းအောင်ကိုစုပ်ယူသွားပြန်တယ်။ကွန်ပျူတာကအရာအလုံးကိုတကယ်ပဲစုပ်ယူနိုင်လားဆိုတာသိချင်တာနဲ့သူ့ရေးတွေကိုဖန်သားပြင်ထဲလောင်းချကြည့်လိုက်တယ်။ဒါပေမဲ့အတန်ကြားရမလားဆိုပြီးနီးနီးကကကတ်ကြည့်လိုက်တဲ့အချိန်မှာပဲဖန်သားပြင်ကနေရေတွေကပန်းထွက်လာပြီးသူ့ကိုလွန့်စင်သွားအောင်ပန်းထုတ်လိုက်ပါတော့တယ်။သူထတောင်မထနိုင်ခင်မှာပဲကွန်ပျူတာကကစားစရာကားလေးကိုပြန်ပြီးထွေးထုတ်လိုက်တာကိုတွေ့လိုက်ရတယ်။သူကားလေးကိုအန်တော်တကြီးကြီးနေခဲ့တာ။ဒါပေမဲ့တေချာကြည့်လိုက်မှစက်ကူလိုပါလွှာနေတာကိုတွေ့လိုက်ရတယ်။သူညင်သားစွာဆွဲကြည့်လိုက်တာနဲ့အလဲဘဟိုမှာအလင်းတန်းတဲ့အများကြီးထွက်ပေါ်လာပါတော့တယ်။အဲ့ဒီနောက်မှာတော့ကားတစ်စီးလုံးကရုတ်တရက်ပုံစံပြောင်းလဲသွားတော့တာပေါ့။သူကားတကလက်ကင်ကိုထိလိုက်တဲ့အချိန်မှာပဲကားတစ်စီးလုံးမှာထောက်လန်းရဲရင်အဖြစ်အတွင်ပြောင်းသွားပါလီရော။နောက်ဆုံးမှာတော့သူသွားကိုကြိတ်ပြီးကားထဲဝင်စက်တင်ခလုတ်ကိုနှိပ်လိုက်ပါတယ်။နောက်တစ်စက္ကန့်မှာဒါပေမဲ့သူအန်တော်တွင်လုံးဟုတ်ကနေမလွတ်သေးခင်မှာပဲရှိုးဟတ်ဆန်းကျဲတဲ့တထဝါတစ်ကောင်ကအခန်းထဲမှာရုတ်တရက်ပေါ်လာပါတော့တယ်။သူကသူ့စကင်နာကိုထုတ်ပြီးအဲ့ဒီလူကိုမြင်းမြန်ဆန်ဆန်စကင်ဖက်လိုက်ပါတယ်။စကင်ပိုင်းအနေငယ်အကြာမှာတော့အဲ့ဒီတထဝါကအဲ့ဒီလူရဲ့ဘာသာစကားကိုဘယ်လိုမှမသိသင်ယူသွားနိုင်ခဲ့ပါတော့